ဂျပန်လို့ခေါ်တဲ့3လခန့်ထိုးဆေးတွေအကြောင်းလေ့လာကြည့်ရအောင်3လခန့်ထိုးဆေးတွေဟာ2လကနေ3လအတွင်းတစ်ခါထိုးပေးရပါတယ်ဆေးမျိုးစားပေါ်မူတည်ပြီးဆရာဝန်ဆရာမကဖြစ်စေကိုယ်တိုင်ပဲဖြစ်စေထိုးလို့ရပါတယ်3လခန့်ထိုးဆေးတွေဟာလစဉ်မှာမျိုးချွေခြင်းကိုတားဆီးပေးကတအိမ်နဲ့ရန်ထူထဲမှုကိုလျော့ပါစေပါတယ်ဒါအပြင်တအိမ်ချွမ်းမေးတွေကိုထူပစ်စေပြီးတုပ်ပိုးတွေတအိမ်နဲ့ဝင်ရောက်ဖို့ခက်ခဲအောင်ပြုလုပ်ပေးပါတယ်ထိုးဆေးတွေဟာထိုးလိုက်ပြီဆိုတာနဲ့ခန္ဓာကိုယ်ကပြန်ဖယ်ရှားလို့မရတော့ပါဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့အလိုလျောက်အနည်းတင်ပြဲသွားမှာပါဒါကြောင့်ဆေးထိုးရလိုက်တဲ့အခါမှာလဲကိုယ်ဝင်ပြန်ရဖို့အချိန်အနည်းငယ်စောင့်ရတတ်ပါတယ်ရေဘူးရအဖြစ်ဆေးထိုးရက်ပြီး10လလောက်အကြာမှာကိုယ်ဝင်ပြန်ရနိုင်ပါတယ်ဒါပေမဲ့3လခန့်ထိုးဆေးကိုကာလရှည်ကြာစွာသုံးစွဲခဲ့မယ်ဆိုရင်တော့ကိုယ်ဝင်ပြန်ရဖို့တစ်နှစ်လောက်စောင့်ရနိုင်ပါတယ်သားဆက်ချမ်းနီလန်တစ်ခုခုကိုပုံမှန်သုံးဖို့အချိန်ပေးနိုင်တဲ့အမျိုးသမီးတွေဘယ်တော့ကိုယ်ဝင်ဆောင်မလဲဝေခွဲမရသေးတဲ့အမျိုးသမီးတွေဒါမှမဟုတ်ဆေးကိုရက်လိုက်တာနဲ့တန်းပြီးကိုယ်ဝင်ပြန်မလို့စင်သေးတဲ့အမျိုးသမီးတွေအတွက်တော့ထိုးဆေးကအရင်သင့်တော်ပါတယ်နှုတ်တိုက်မိခင်တွေအတွက်သတင်းကောင်းကတော့နှုတ်ဆုကလေးဟာအသက်6ပတ်နဲ့အထက်ရှိပြီဆိုရင်ထိုးဆေးကိုစိတ်ချလက်ချသုံးလို့ရပါပြီ3လခန့်ထိုးဆေးဟာထိုးလို့ထိုးထားမှမသိတာတဲ့အတွက်အသင်ကလွယ်ပြီးဘယ်သူမှမသိနိုင်ပါဘူးဒါပေမဲ့ထိုးဆေးတွေမှာမြင်သာတဲ့ဘေးထွက်အာနိသင်အနေငယ်တော့ရှိပါတယ်ထိုးဆေးကြောင့်လစဉ်ရာသီသွေးဆင်းတာအပြောင်းလဲဖြစ်နိုင်ပါတယ်ဆေးထိုးပြီးအစောပိုင်းလတွေမှာဆိုရာသီသွေးဆင်းချိန်မမှန်တာတွေရက်ရှည်ကြာတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့နောက်ပိုင်းမှာဆိုရင်တော့ရာသီပုံမှန်မလာတာတို့ရာသီသွေးလုံးဝမဆင်းတာတို့ဖြစ်နိုင်ပါတယ်မျိုးသမီးများစုကတော့ဆေးထိုးပြီးရင်ကိုယ်လေးချိန်အနေငယ်တက်လာတတ်ကြပါတယ်ပုံမှန်အားဖြင့်တော့2ကီလိုကနေ5ကီလိုလောက်အထိတက်နိုင်ပါတယ်အချို့မျိုးသမီးတွေမှာဆိုရင်ခေါင်းကိုက်တာခေါင်းမူတာဝမ်းပိုင်မအီမသာဖြစ်တာနဲ့စိတ်ခံစားချက်အတက်အကျဖြစ်တာတို့ခံစားရနိုင်ပါတယ်3လခန့်ထိုးဆေးတွေဟာ HIV သို့မဟုတ်အခြားလိင်မတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုတော့မကာကွယ်နိုင်ပါဘူးအကယ်၍အဲ့ရောဂါတွေကူးစက်မှာစိုးရင်လည်းဆိုရင်တော့စိတ်ချရအောင်ကွန်ဒုံးကိုပဲတွဲပြီးသုံးပါ3လခန့်ထိုးဆေးနဲ့ပတ်သက်ပြီးကောလာဟာလအချို့ကိုကြားဘူးကြမှာပါအမှန်တကယ်တော့ဆေးထိုးပြီးနောက်ပိုင်းရာသီသွေးမမှန်တာဟာအနေနဲ့မရှိပါဘူးနောက်တစ်ချိန်မှာကိုယ်ဝန်ဆောင်နိုင်မှုအလားအလာကိုလည်းမထိခိုက်စေနိုင်ပါဘူး3လခန့်ထိုးဆေးကတအိမ်နဲ့ရန်ထူထဲမှုကိုရောပါသွားစေတဲ့အတွက်ရာသီသွေးနှဲသွားတာလားဖြစ်ပါတယ်3လခန့်ထိုးဆေးဟာအချို့အမျိုးသမီးတွေမှာတော့ကာမတောင့်တစိတ်ပေါ်တက်ရောက်မှုရှိနိုင်ပါတယ်။ဒါပေမဲ့ကိုယ်ဝင်ရမှာစိတ်ပူစရာမလိုတော့တဲ့အတွက်အတူနေတဲ့အခါမှာပိုပြီးတက်တောင့်တတဖြစ်စေမှာပါ။အကယ်၍သင်ဒါမှမဟုတ်သင်ရဲ့လက်တွဲပေါ်က3လခန့်ထိုးဆေးအကြောင်းဒီထက်ပိုပြီးသိလို့ရဆိုရင်တော့နှွေးထွေးပြူငါတဲ့ Maristos မြန်မာကိုဆက်သွယ်ပြီးအိမ်အောင်ရေးဆိုင်ရာသိလို့ကိုအကြံပြုချက်များကိုယုံကြည်စိတ်ချစွာမြင်မြန်တိုင်ပင်နိုင်ပါတယ်။